ဒီမှာတယောက်မှန်ထားတယ်ပေါ့နော်ဘာလဲဆိုတော့ဒါတို့ရဲ့ဦးလေးကတော့အလင်းဝင်ပြီးငိမ့်ချမ်းစွာမိသားစုနဲ့ပြန်နေပါလို့ပဲပြောပြရစီကွယ်တဲ့တန့်ငယ်ပါသေးရဲ့တဲ့တက်မလို့ဘလို့တိုက်နိုင်ဖို့ဆိုတာစိတ်ကူးမရင်ပါနဲ့တဲ့ဟုတ်ကဲ့အခုလိုစိတ်ပူပေးတဲ့အတွက်တော့ကျေးဇူးအများကြီးတင်ပါတယ်တက်မလို့ဘလို့တိုက်မနိုင်ဖို့ဆိုတာစိတ်ကူးမရင်ပါနဲ့ဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အာနာသိန်းစားတုန်းကစစ်ကောင်စီကတနိုင်ငံလုံးတိုင်းတာကိုသူကထိန်းချုပ်သွားတဲ့အနေအထားတစ်ခုပါလက်ရှိအချိန်တွေမှာတော့ဒါနေပြည်တော်အစိုးရလူတော်မှာကျွန်တော်တို့ခေါ်လို့ရတဲ့အနေအထားတစ်ခုကိုရောက်နေပါပြီနေပြည်တော်အစိုးရဆိုတာဘာကြောင့်လဲဆိုတော့နေပြည်တော်လောက်ပဲစစ်ကောင်စီရဲ့ကောင်းကောင်းမွန်မွန်ထိန်းချုပ်ထားနိုင်တာဖြစ်တဲ့အတွက်မလို့ပါအဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်တို့အလင်းဝင်သွားပြီဟုတ်ပြီကျွန်တော်တို့လက်နက်ချလိုက်ပြီကျွန်တော်တို့ငြိမ်းချမ်းရင်ကျွန်တော်တို့မိသားစုကျွန်တော်တို့ပဲငြိမ်းချမ်းမှာဒါပေမဲ့အခြားသောမိသားစုတွေမငြိမ်းချမ်းဘူးဟုတ်ရနော်အခုလက်ရှိစစ်ကောင်စီကပေါ်တာဆွဲနေတယ်ဘယ်ဒီမှာဆွဲလဲဆိုရန်ကုန်မန်းလေးတော့မှအဲ့လောက်ကြီးမဆွဲဘူးစကိုင်းမုံရွာမှာအဓိကစေးရေးအတွက်ပေါ်တာတွေအရန်ကိုဆွဲတယ်မုံရွာမှာဆိုရင်မုံရွာကြောက်ကလမ်းမှာဆွဲတယ်မုံရွာတာစီလမ်းမှာဆွဲတယ်ဒါကဘလို့မှညင်းလို့မရတဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့မုံရွာမြို့ပေါ်မှာတရက်ကိုပေါ်တာဆွဲခံရတဲ့လူငယ်အယောက်20ထက်မနည်းရှိတယ်အဲ့တော့ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့လက်နဲ့ချလိုက်ရင်ကျွန်တော်တို့ပဲငြိမ်ချမ်းမှာပါအခြားသောမိသားစုတွေငြိမ်ချမ်းမှာမဟုတ်ပါဘူးအဲ့တော့အများကောင်းစားဖို့အတွက်ကျွန်တော်တို့အသက်ဆွမ်းတာမှန်ပါတယ်လမ်းမှန်ပါတယ်ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်တို့ဘယ်လိုမျိုးသော PR နဲ့မှကျွန်တော်တို့ပြင်မှာမဟုတ်ပါဘူးအဲ့တော့နောက်တစ်ခုတက်မတော်ကိုဘယ်လိုတိုက်နိုင်ဖို့ဆိုတော့စိတ်ကူးမရင်ပါနဲ့ဆိုတော့ပြောချင်တာကနေပြည်တော်ဆိုရကိုကျွန်တော်တို့ကဘယ်လိုတိုက်နိုင်ပါတယ်အဓိကလက်ရှိစစ်ကောင်စီပေါ့နော်နေပြည်တော်ဆိုရကစစ်တိုက်ဖို့ရေးသူကတရုတ်ကိုတော်တော်များဖားရတဲ့အလုပ်တစ်ခုသူ့မှာရှိပါတယ် PDF တွေကိုကြောက်တလားလို့မင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးနှီးပါးကကြောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ PDF တွေက EAO လို့စကားနှစ်ခွန်းမပြောပါဘူးတစ်ခွန်းနဲ့ပါပဲချမယ်ဆိုချတာပါပဲအဲ့တော့ပြောချင်တာဘာလဲဆိုတော့ဘလို့တိုက်မနိုင်ဖို့ဆိုတာစိတ်ကူးမရင်ပါနဲ့ဆိုတာကိုတော့ကျွန်တော်အနေနဲ့ပြန်ပြောရမယ်ဆိုရင်တက်မတော်အနေနဲ့ပေါ့နော်အနာသိန်းချက်ဖက်စစ်ကောင်စီအနေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်တက်မတော်ပေါ့နော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုချိန်ပုံတိုက်ခိုက်မယ်အမြင့်မကြံဆွဲနှုတ်မယ်ဆိုရင်တော့ဒါစိတ်ကူးရင်တာဖြစ်သွားပြီဘာဖြစ်လို့လဲဆိုတော့ PDF ဆိုတာကလွယ်လွယ်နဲ့စပယ်ပွင့်လာတဲ့ပန်းလေးတွေမဟုတ်ဘူးစစ်ကောင်စီထက်စစ်ရေးတွေးကြုံပို့ပြီးမှမြင်ပါတယ်ပြောမယ်ဆိုရင်စစ်ကောင်စီနှစ်ပေါင်း80လုံးစစ်မတိုက်ခဲ့ဘူး PDF တွေက9နှစ်တာတော်တွင်းမှာစစ်ပွဲပေါင်းရာနဲ့ချီပြီးကမှတိုက်လာတဲ့သူတွေကြီးပဲအဲ့တော့စဉ်းစားစေချင်ပါတယ်